ထုံးစံတိုင်းတောင်ကုန်းကလေးပေါ်ကခြေလန်းနေရာကဆင်းပြီးလျက်တစ်ဆက်ချိုးကွေရမည်ပြီးလျင်တော့နောက်ထပ်ခြေလန်းတော်တော်များများရှောက်လာခဲ့လျက်အိတ်စုတွေထဲကပုံနရိပ်ပင်ချောင်များထိုးထိုးရောက်ရှိနေတော့အိတ်အဝင်ဝါကိုတွေ့ရမည်ဖြစ်၏အိတ်ကျမတို့တော့တီးပြင်းထောင်ချက်များဖြင့်ကာယံထားသောတန်ချီအထက်ထက်နေသောမညီမညာတော့ပြားချက်များမိုးထားသည့်တီအိမ်ဟောင်းမြင့်မြင့်ကြီးကိုနေထိုင်စရာအိမ်ဟုရရရွရွဆက်ဆနာနာခေါ်ဝတ်တတ်မှန်လို့စိတ်မရှိတာအမှန်ပါတီအိမ်ကကျမတို့အေးရညဲရနေရထိုင်ခဲ့တခုမဟုတ်တာတခုတည်းနဲ့ဘလို့တမစွာပြောနေခြင်းလည်းမဟုတ်ပါဖြစ်နိုင်လျင်တင်းချိုင်းစရာတခုပေါ်မှာနေကုန်နေခမ်းနာအေးပါအေးတယောက်တည်းတွေ့တွေ့ငင်းငင်းကျမနေခြင်းလာပါဘာပဲဖြစ်ဖြစ်တီအိမ်ပေါ်မှာကျမလိုအပ်စွာလာရောက်နေထိုင်ရတော့ဖြစ်သည်ဒီအိမ်နဲ့ကျမ၏ဆက်ဆံမှုသည်နှစ်ကာလအတော်ကြာကြာကလေးကပဲပတ်သက်နေခဲ့သည်မဟုတ်လောနောက်ထပ်လည်းနှစ်ပေါင်းဘယ်လောက်ကြာကြာပတ်သက်နေအောင်မီလဲကျမမသိပါကျမကိုယ်တိုင်ပဲလျင်မဝေခွဲနိုင်သေးပါပြောလဲပြောနိုင်မပြောနိုင်သေးပါကျမတကူတဲ့သားဆိုလျက်တော့မဟုတ်ကျမမှာဘာအနှောင်ပွဲမှမရှိဘူးဟုဆိုလျက်ဒါမှမဟုတ်ကျမသည်မောင်ဤနှောက်မိန်မှထားပါတော့ဒုတိယဇနီးသားမဟုတ်ဘူးဆိုလျက်ဒါမှမဟုတ်မောင်ကသူဤယောဂဝေဒနာငွေရည်များဖြင့်ပြောတည်နေသောဝေတီတီမျက်လုံးများနဲ့ကျမကိုတယူတရဆွေဆွေမီမီမကြည့်တတ်ဘူးဆိုလျင်ကျမသည်ဒီအိမ်ဆောင်းကြီးပေါ်တွင်ဘာမှတွင်ငင်စရာရှိမည်မဟုတ်ပါပြီးခဲ့သည့်ကိစ္စများတွင်ကျမဘဝ၏ပြိုကျပျက်စီးသွားသောအချိန်ကာလများကို၎င်းကျမ၏ခန်းချောက်ပြည့်ပြည့်စာပြုပြီးဖြစ်သည့်ကိုယ်ခန္ဓာအတွက်၎င်းကျမနှမျောဝမ်းနဲ့နေလိမ့်မည်လည်းမဟုတ်ပါပြီးတော့အချိန်ကာလကပေါ်တိုက်ခြေဖြစ်သွားပြီးဖြစ်တော့ကျမကိုယ်ခန္ဓာ၏နုပြိုလန်းဆန်းခြင်းသည်လက်ရှိကျမရောက်ရှိနေသည့်အသက်ထက်ပုံမစောစီးစွာကျမကိုစော့ခွာသွားပြီးဖြစ်သောကြောင့်လည်းမဟုတ်ပါဒီအတွက်ကျမသည်၎င်းမောင်သည်၎င်းနားလည်ကြပြီးဖြစ်ပါသည်တို့အတွက်လည်းမောင်ကဝမ်းနည်းစရာကောင်းလာသည့်စကားတချို့ကိုမကြပြောတတ်သည်လည်းရှိမစ်သိပ်ဦးစားသွားပြီးမစ်သိပ်စိတ်ဆင်းရဲနေတာမောက်တည်ပါတယ်ဒီအတွက်လည်းမောင်စိတ်မကောင်းဖြစ်နေရတယ်ဒီအတွက်လည်းယောဂတဝဲဖြစ်